Hello အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခါမှာတော့ကျွန်တော်ကအိန္ဒိယနိုင်ငံရဲ့ပြည်နယ်တစ်ခုဖြစ်တဲ့အိဇောမြို့မှာသူတို့ပြည်နယ်ရဲ့ culture and social history ကို blog present လုပ်ထားတယ်ဆိုတော့ကိုကျွန်တော်ကရိုက်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့ဒီပြည်နယ်ရဲ့ရိုးရာရည်ကြီးမှုအကတစ်ခုပဲဖြစ်ပါတယ်ဒါကတော့သူတို့နိုင်ငံရဲ့စစ်ပွဲအတွင်းမှာကျဆုံးသွားတဲ့အာဇာနည်တွေကိုဂုဏ်ပြုထားတဲ့ကြောက်စားတဲ့နေပဲဖြစ်ပါတယ်လမ်းဘေးဝဲရတဲ့ရှော့မှာအမှုပညာလက်ရာတွေနဲ့ပုံပေါ်ထားတဲ့ဒီနယ်ရဲ့ရည်ကြီးမှုတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်အမြဲတမ်းရောက်နေကြဖြစ်တဲ့ Switzerland High School ရှေ့ကစိန်ပန်းပင်ကြီးပဲဖြစ်ပါတယ်ခင်ဗျာအလုံးပဲဒီဗီဒီယိုကိုသဘောကျတယ်ဆိုရင်တော့ share ပေးတော့ကြပါအောင်ခင်ဗျာ